ျောက်ဆုံးသွားသောယုံကြည်မှုစက္ကူတရခုချေမွက်လိုက်ရင်ခမည်းဘလောက်ပဲပြန်ဖြန့်အရင်လိုပြန်ဖြောင်းဆင်းဖို့မဖြစ်နိုင်တော့ပါဘူးစီးပွားရေးမှာနမဲပြတ်သွားတာဟာလည်းအဲ့ဒီအတိုင်းပါပဲပတ်စံရှုံးရင်ပြန်ရှာလို့ရပြီမယ်နမဲပြတ်သွားရင်တော့ခမည်းရဲ့စီးပွားရေးလောကဟာအဲ့ဒီမှာတင်အဆုံးသတ်သွားပါပြီစီးပွားရေးသမားအငယ်စားတွေကအမျက်ကိုကြည်ကြပါတယ်စီးပွားရေးလုပ်ငန်းရှင်အကြီးစားတွေကတော့ဂုံတိတ်ခါကိုကြည်ကြပါတယ်တခါတည်းနဲ့အမျက်အများကြီးရဖို့ဖုတ်တဲ့ကိုလင်းညာလိုက်တာဟာရွှေဥဥတဲ့ငန်းကိုတက်စားလိုက်တာနဲ့အတူတူပါပဲခမည်းအခုချက်ချင်းအမျက်ရလိုက်ပေမဲ့ခမည်းရဲ့ရေရှည်ဝင်ငွေလမ်းကြောင်းကိုခမည်းကိုယ်တိုင်ပိတ်လိုက်တာပါအောင်ရင်တဲ့စီးပွားရေးမှာဖြောင့်မတ်မှုဟာအရင်းအနှီး capital တစ်ခုပါပဲခမည်းဟာဂဒီတီတဲ့သူပစ္စည်းအမှန်ရောင်းတဲ့သူတာဝန်ယူရဲတဲ့သူလို့နမဲကြော်သွားပြီဆိုရင်ကြော်ရာကသုံးစရာမလိုပဲဖောက်တယ်လားခမည်းစီကိုအလိုလိုရောက်လာပါလိမ့်မယ်နမဲကောင်းဆိုတာတီဆော့ဖို့နှစ်နဲ့ချီကြတာပဲမဲ့ဖြက်စီးဖို့က9မိနစ်ပဲလိုပါတယ်ဒါကြောင့်စီးပွားရေးလုပ်တဲ့အခါမျက်မှောက်မှာရမယ်အမျက်ထက်ဖောက်တယ်ရဲ့ကျေနပ်မှုကိုအရင်စဉ်းစားပါမှားသွားရင်လေရိုးရိုးသားသားဝင်ခံပြီးတာဝန်ယူပါအဲ့ဒီတာဝန်ယူမှုကပဲခမည်းကိုတခြားပြိုင်ဘက်တွေထက်ပိုပြီးထင်ပေါ်စီပါရေရှည်မှာတော့နမဲကောင်းရှိတဲ့သူကပဲဈေးကွက်ကိုစူးမို့သွားပါလိမ့်မယ်ပတ်စံကခမည်းကိုအောင်မြင်အောင်လုပ်ပေးနိုင်ပေမဲ့နမဲကောင်းကသာခမည်းကိုအောင်မြင်မှုမှာတီးမြဲအောင်လုပ်ပေးနိုင်တာပါမေကွန်ခမည်းအတွက်စီးပွားရေးလုပ်တဲ့အခါအမျက်ရဖို့နဲ့နမဲကောင်းရဖို့ဘယ်အရာကပိုအရေးကြီးတယ်လို့ထင်တယ်လဲဘာကြောင့်လဲဆိုတာ comment မှာရေးပေးခဲ့ပါဦး Success Mindset MM နဲ့အတူဂုဏ်သိက္ခာရှိတဲ့အောင်မြင်မှုစီရှောင်လန်းကြပါစို့